စားပြီးတော့နေလို့ရတယ်အဲ့ဒါနာမည်အရန်ရသွားတဲ့ DJ တွေပေါ့ဆိုတာတို့လမ်းဝကနာမည်ကြီး DJ တွေသိန်းထောင်ချီပေးရတာနာတနာကြီးကိုအဲ့လိုတန်တာပြောနေတို့ဒီမြန်မာပြည်ကရဲလို့တောင်မှရဲလို့ဒီအကြီးဆုံးပဲရဲလို့ကမြန်မာပြည်မှာ high 26ဝန်ခံတနာကြီးကိုလွန်ခဲ့တဲ့2023ခုနှစ်လောက်တုန်းကဟုတ်တယ်2020နဲ့2023ကတနာယူ360အေး2023တုန်းက360တနာယူနော်အခုကတော့ယာကတ်သွားပြီပေါ့ဒါယောက်ျားလေးတဲမှာဆိုလို့ရှိရင်ဒီကောင်ကinternational DJ တယောက်ဖြစ်တယ်လေယောက်ျားလေးတဲမှာဆိုလို့ရှိရင်အရန်ပြောရမယ်ဆိုရင်မြန်မာအတိုင်းမဟုတ်ဘူးကွာဘယ်လိုပြောရမလဲဆိုရင်တို့တွေဒီမြန်မာနဲ့နိုင်ငံသားတွေနဲ့ခွဲပြားမှုရှိတယ်အဲ့လိုမျိုးပေါ့ DJ တိုင်းမှာလည်းအဲ့လိုतू ကဥစားလေငါလည်းပါဇက်ဖျားနေမေ့နေတယ် Bali Frank အဲ့ဒါတွေလည်းဖွင့်တယ်အစုံဖွင့်ပါတယ် DNB သူတို့ရဲ့ DJ တချင်းတွေကမြန်မာမကြိုက်ဘူးနိုင်ငံခြားသားကြိုက်တာကွာသိလားပြောရမယ်ဆိုလို့ရှိရင်ဒီမြန်မာ DJ ကလည်းမြန်မာရိုးရာကမြန်မာတွေမကြိုက်တာလဲလက်ခံလို့ရပါတယ် DJ ဆိုတာကမြန်မာရိုးရာမှမဟုတ်တာဒါကနိုင်ငံခြားသားတွေကြိုက်တဲ့ဟာလေအဲ့လိုမျိုးပေါ့ DJ ထဲမှာတော့မှသူ့ရဲ့ကာလန်ဒီတန်ရှိတယ်တို့တာချီလေးတို့ဒီထိုင်းတို့မြောက်ရီတို့ဘက်မှာဖွင့်တဲ့ DJ တိုက်ကိုကြတော့တို့တွေမြန်မာပြည်ကသူတွေရန်ကုန်ကသူတွေမကြိုက်ဘူးအဲ့လိုမျိုးပဲဒီမြန်မာပြည်ထဲမှာတော့မှကချင်တို့ဖားကန်တို့မှာဖွင့်တဲ့ DJ တိုက်အမျိုးအစားတွေဆိုရှင်တို့ဒီရန်ကုန်မှာမကြိုက်ဘူးအဲ့လိုကာရန်ဒီတန်တို့ကနေတူအလိုက်ပေါ့အရန်ကွဲပြားတယ်ပေါ့နော်သူများနိုင်ငံနဲ့ကိုယ်နိုင်ငံနဲ့ဆိုလို့ရှိရင်ပိုလို့တောင်မှကွဲပြားခြားနာတဲ့ DJ အမျိုးအစားတွေကအများကြီးရှိတာကိုဒီနေ့ဖွင့်တဲ့ဒီကမ္ဘောဒီးယားတိုက်ပုံစံမျိုးဆိုလို့ရှိရင်ညနေ6နာရီမနက်6နာရီည6နာရီမနက်6နာရီပေါင်း12နာရီပေါ့ဟိုင်းခန်းလား3နဲ့6 3လီ9 3 4လီစနစ်ဆိုတော့နှစ်ဖြတ်ဆို9တက်လီ9 5နှစ်လီစံတော့9လေးလီ20သိန်း20လောက်ကြာမယ်သိန်း20 12နာရီကိုသိန်း20လောက်ကြာမယ်12နာရီ